ဒီလေဒီနေရာကိုဘယ်လိုခေါ်လဲဒီနေရာကိုချောင်းတပဲစားဒါနှစ်ခွတရာဟမ်ဒါနှစ်ခွတရာလို့ဒီဟာကိုလေပြန်ပြောပါကိုနှစ်ခွတရာဘန်ကောက်မြို့တောင်ဘက်ချုံမိုလီခရိုင်ကချောင်းစမေးဆန်ဆိုတဲ့လှေစိတ်မှာရောင်းစားခံနေရတဲ့အရွယ်မရောက်သေးတဲ့ကလေးငယ်3ယောက်အပါအဝင်မြန်မာနိုင်ငံသား20ယောက်ကိုထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့နဲ့ထိုင်းဆိုရလူကုန်ကူးမှုတိတ်ဖြစ်ရေးအဖွဲ့တွေကဧပြီလ20ရက်နေ့ကကယ်တင်နိုင်ခဲ့ပါတယ်တလခွဲကြာသတင်းအချက်အလက်တွေစုဆောင်းပြီးတဲ့နောက်လှေပေါ်မှာရောင်းစားခံနေရတဲ့မြန်မာနိုင်ငံသား20ကိုအခက်အခဲတွေကြားထဲကကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့မြန်မာနိုင်ငံသားများအဖွဲ့ BAD တာဝန်ခံဦးကျော်သောင်းကရှင်းပြပါတယ်ပထမဦးဆုံးလွတ်မြောက်လာတဲ့ပဲခူးတိုင်းထိုင်းတပင်မြို့နယ်ဇလုတ်ကြီးကျေးရွာကကိုကျော်ကထိုင်းနိုင်ငံရဲ့မြန်မာနိုင်ငံသားများအဖွဲ့ကိုလာရောက်ပြီးတော့အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်လေးချောင်းမြို့ကနေဘန်ကောက်ကိုတက်လာတဲ့အလုပ်သမားတဦးကတော့သူဒီလေစိတ်ကိုမမျှော်လင့်ပဲရောင်းစားခံခဲ့ရတာဆက်တရကြာမြင့်ခဲ့ပြီဖြစ်တဲ့သူ့ရဲ့အတွေ့အကြုံတွေကိုရှင်းပြပါတယ်လူကုန်ကူးတဲ့လူတွေဟာမသိနားမလည်တဲ့မြန်မာအလုပ်သမားတွေကိုပြန်လန်းအထူးနေပါတဲ့ငါးဖမ်းလေတွေကိုရောင်းစားကြပါတယ်ဒီတဲ့ယာယီပါစပို့နဲ့ဝါပါမေးပါရှိတဲ့ဘန်ကောက်မြို့ကအလုပ်သမားကိုတီးဆိုသူဟာအားဆိုင်ကိုအပြန်လူကုန်ကူးတဲ့ပွဲစားတွေကဒီလေစိတ်ကိုလာပြီးတော့လာရောက်ရောင်းစားသွားပါတယ်လို့သူကပြောပြပါတယ်ဘာလို့ဘာမှဘယ်လိုလဲမသိဘူးတလေးပြန်ရောက်စားတာဗောတလေးတစ်စင်းကျွန်တော်တို့ပြန်ရောက်စားပြန်လုပ်ရတယ်တတိယတော့ဆိုင်းရပါမစားစင်တတိယပါမစားသူတွေကျွန်တော်တက်ထည့်ပြီးတာဗောနော်ကျွန်တော်လောက်ရတာဗောနော်သူတို့ရောက်တော့ဘာမှစီမတိုင်းတမက်စစီတော့လောက်ဆိုတော့ပိုက်တဲ့လက်ချက်ပိုက်တဲ့လက်လောရတာဒါမစင်တာဟုတ်ပြလာထပ်ပြီးလို့တော့တိုင်းတာတော့ရှိတာဗောနော်ကိုလို့မှာပုံပြီးပဲပြေလို့ရိုက်ခဲ့ပြီးတော့ပြေလို့ကောင်းတော့မလို့ရိုက်ခဲ့ပြီးဝင်လာတယ်လို့တွေ့ရလို့ပဲကိုဖက်ပြေရတဲ့ဖန်တဲ့ကျွန်တော်ဟိုလေးကျွန်တော်ပြောမှဆိုအချင်းမကြည့်ဘူးအချင်းလည်းပတ်သက်ထုတ်ပြီးတော့ပြသွားပြီမင်းကြာတာဘယ်လောက်ကြာလဲဒီမှာမင်းဖုန်းကြရတယ်ကျွန်တော်အမိပါတယ်ဆက်သက်ပြဖုန်းနံပါတ်လည်းကျွန်တော်ပြလာမဆက်သက်ပြကျွန်တော်ကြီးကိုလည်းတက်တော့တကယ်ကြီးပါလာတော့ဒီကိုလာတောက်ထိုက်ချမ်းတယ်ရောက်ပြီးတော့ပြီးกว่าแล้วဒီလေပါတော့ကျွန်တော်မချင်ပြန်လို့မချင်တော့ကျွန်တော် passport လေးရှိတယ်ဘလို့ရှိတယ်ကျွန်တော်ကတော့မချိုင်ပြန်လို့မချိုင်ပြန်လို့ဆိုတော့လမ်းထဲမှာခေါ်လာပြီးညက်ပဲလိုက်ဒီမှာလက်ထဲသွားဒီလက်ထဲသွားဒီတတိပြပြမှဒီပြရလားခဏလောက်ကတော့ထားလိုက်တော့ငါကြီးဟိုဘကအဆက်ဆက်တက်ခဏတွေรองเท้าด้วยไหมลุงรองเท้าด้วยไหมไม่มีคนละลายเ